မိရဲ့ခဏခဏပြက်နေလို့အလုပ်တွေနေထိုင်မှုတွေအဆင်မပြေဖြစ်နေပြီလားအခုလိုစီဝယ်ရခက်ခဲတာတွေစီစစ်တက်တာတွေကြောင့်မိသက်မောင်းမဲ့ဆိုရင်လည်းအခက်ခဲတွေဖြစ်ပြီးတော့ကုန်ကျစရိတ်ပုံများလာနေပြီလားဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ကိုပိုင်လက်စရရှိပြီးရေရှည်မှာကုန်ကျစရိတ်တက်တာလာစေဖို့ဆိုလာစနစ်တက်စင်ခြင်းကတော့အကောင်းဆုံးရည်ချင်မှုပါအခုရောက်ရှိနေရတော့လမ်း4066တောက်မှာအသစ်ဖွင့်လှစ်ထားတဲ့ cosmetic ဆိုင်မှာ Universal Solar မြန်မာနေပြီးတော့တာဝန်ယူတက်ဆင်ပေးထားတဲ့15 kW solar system project site ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်အင်ဗာတာအနေနဲ့ကတော့ဒဲရီ15 kW ထရီဝေးအင်ဗာတာတစ်လုံးဘက်ထရီအနေနဲ့ကတော့ EVE Grade A New Cell ကိုသုံးပေးထားပြီးတော့ပိုင်လုံအမျိုးအစား BMS ကိုသုံးထားတဲ့စာဖို့တစ်စိမ် 51.2 volt 300A ဘက်ထရီ3လုံးဆိုလာအနေနဲ့ကတော့မြေပြင်အနေထားအရ GA635W ဆိုလာကိုစုစုပေါင်း24ချက်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ဒီမှာဆင်ထားတဲ့ကျိုးရိုဘရေကာတို့ဆိုရင်လည်း project တွေမှာသုံးတဲ့ quality အကောင်းဆုံးပစ္စည်းတွေကိုဒါအိမ်ရဲ့ရေရှည်လုံခြုံရေးအတွက်စစ်ဖြစ်အောင်ထည့်သွင်းပြီးတော့တက်ဆင်ပေးထားပါတယ်ရှင်ဒီဆိုင်မှာဆိုရင်နှစ်ကောင်အဲကွန်း9လုံး lighting 50W 35လုံး lighting tray ကွန်ပျူတာ2လုံး water cooler နှစ်ကောင်မော်တာ1လုံးစတဲ့ပစ္စည်းတွေကိုအလဲကျအသုံးပြုနိုင်မှုအတွက် Universal Solar မြန်မာရဲ့ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင်တာဝန်ယူပြီးတော့တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အခုကတော့နေက12နိုင်ဝန်းကျင်မှာဘက်ထရီကတော့အားပြည့်ဖြစ်နေပါပြီဒီဆိုင်မှာသုံးနေတဲ့လုံသုံးတွေကိုဆိုလာအနေတိုင်းရိုက်သုံးနေရပဲဖြစ်ပါတယ်ရှင်ဆိုလာစနစ်တက်ဆင်ခြင်းဖြင့်မီတာဘေလျှော့ချနိုင်ခြင်းမိပြတ်ခြင်းဘက်ကက်ရရှိခြင်းစီးပွားရေးလုပ်ငန်းမရက်တက်စေခြင်းအကျိုးကျေးဇူးများကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်တတိထားတဲ့နာတော့ရာသီဥတုပူလာချိန်မှာစတင်တက်ဆင်မယ်ဆိုရင်ပစ္စည်းဈေးတက်ခြင်းပစ္စည်းပြက်လက်ခြင်းတွေနဲ့ကြုံတွေ့ရနိုင်ပြီးတော့တက်ဆင်ရမယ့်ရက်ချိန်လည်းစောင့်ဆိုင်းရနိုင်ပါတယ်ရှင်ဒါကြောင့်အခုလိုချိန်မှာကြိုတင်ပြင်ဆင်ထားဖို့ကအရေးကြီးပါတယ်ညီမတို့ရဲ့ Universal Solar မြန်မာမှာဆိုရင် one stop service ရရှိခြင်းစက်ပစ္စည်းအမှားခံပါဝင်ခြင်း installation service running ရရှိခြင်းပထဝီအမှားသားပိုင်းမှာ error တစ်စုံတစ်ရာဖြစ်ပေါ်လာပါကပြည်ရင်စဲကာလမှာအစားထိုးတက်ဆင်ပေးတာခြင်း service တို့ကိုပြည့်စုံစွာပေးနေတာဖြစ်တဲ့အတွက်ညီမတို့ရဲ့ Universal Solar မြန်မာနဲ့တက်ဆင်မယ်ဆိုရင်စိတ်ပူစရာမလိုတော့ပါဘူးရှင်ဆိုလာစနစ်တက်ဆင်တို့များအတွက် site survey ဆင်ကြည့်ပေးခြင်းလောက် calculation ပြုလုပ်ပေးခြင်းခံမှန်းကုန်ကျစရိတ်တွက်ချက်ပေးခြင်းတို့ကိုညီမတို့ရဲ့ Universal Solar မြန်မာမှာအခမဲ့ဝန်ဆောင်မှုပေးနေပါတယ်ရှင်အိမ်သုံးလာမှာကစက်ရုံအလုပ်ရုံဟိုတယ်လုပ်ငန်းတွေအထွေလိုက်လံပြီးတော့တက်ဆင်ပေးနေပါတယ်ရှင်တက်ဆင်လိုပါကမန္တလေးမြို့36တီ58 59လမ်းကြားမှာရှိတဲ့ Universal Solar မြန်မာကိုလူကိုယ်တိုင်လာရောက်ဆောင်စမ်းနိုင်တယ်လို့တည်တော်ချက်ပေါက်ပေးမစင်ညာမိုင်ရွာနံပါတ်ဖြစ်တဲ့3995909968နံပါတ်တက်ဆင်လဲအသေးစိတ်ဆက်တဲ့စောစောမြင်ပြီးတော့စပေးရယူနိုင်ပါတယ်ရှင်